လူမှုရေးစီးပွားရေးအိုးရင်ကြီးစိမ်ပျက်စီးယုံရဲအောင်လုပ်တယ်မကောင်းကြံထားတဲ့အောက်လန်းဆက်တွေရှင်ကြီးတွေညားတာပါအဲ့ဒီစနေသမီးရဲ့ဘယ်စီမှာချုပ်တာလဲဖျားငါးသူမထက်ဆရာကြီးကနာမည်ကြီးများမိခင်မေသူကဒီမယ်တော်ကျွန်တော်ဆရာဦးအောင်ဝန်ဆောင်နေငါဆရာမောင်မင်းသူရရှိတယ်ဆိုရင်စနေသမီးရဲ့ဘယ်ဘက်ချလာမှာချုပ်တာလဲကျန်းတဲ့တပြေးကြီးကတ်ထားပြီးမလို့မရဘူးမှတ်ကန်မောင်ရဟာဒီစနေသမီးကိုအောက်လန်းပြူစားထားတာမှန်လို့ရှိရင်ဟာဒီစနေသမီးကိုပြူစားထားတဲ့အောက်လန်းစက်တွေမှန်လို့ညဟဲ့ငါးတန်းအောင်လိုက်ခဲ့ဟာဒီဘယ်ရှိမှချုပ်ပြီးတုပ်ပြီးကတ်ထားတယ်စနေသမီးကိုပြူစားကူစားဖမ်းထားတဲ့အောက်လန်းစက်တွေမှန်ကန်လို့ရှိရင်ဟာဒီစနေသမီးရဲ့ဘယ်ရှိမှချုပ်ထားတယ်မှန်ကန်တယ်ဆိုရင်ဟာဒီဘယ်ရှိဒီဖက်ကလေးကိုပေါ်ပြလိုက်ကျိုးပိုင်းကျိုးနဲ့ဆွဲမလိုက်ဟုတ်လားဟုတ်နော်အဲ့ဒီစနေသမီးကိုနောက်ချက်ပြူစားဖမ်းထားတဲ့အောက်လန်းမိတ်တာဇက်တွေရှင်ခုတည်းငါးတော့လိုက်တယ်ဟာဒီဘယ်ရှိမှစနေသမီးရဲ့ဘယ်ရှိမှချုပ်ပြီးတုပ်ပြီးကတ်ထားတယ်အောက်လန်းဇက်တွေရှိတယ်ပြူစားဖမ်းစားကူစားထားရရှိတယ်ဆိုရှင်ဟာဒီစနေသမီးရဲ့ဘယ်ချက်လောက်ကြီးမားလို့မရသေးရကျမ်းမြင်တဲ့တပြေးကြီးကတ်ထားတယ်ဘုရားငါးသူမထက်ဆရာကြီးကနာမည်ကြီးများရဲ့အမိတ်မိခင်အမေသူကဒီမယ်တော့အမေကျွန်တော်ဆရာဦးအောင်ဝင်းထွန်းရဲ့ငါဆရာမောင်မင်းသူရဲ့အမိတ်မမကြီးရမရအောင်နော်ရအာကုန်မကြီးရလားမရအောင်နော်ဟာဒီစနေသမီးကိုပြူစားကူစားဖမ်းထားတာရှိလို့ရှိရင်ယခုချက်ချင်းဟာဒီဘယ်ချုပ်ပြီးတော့ပြီးကတ်နေတယ်ဟာဒီစနေသမီးရဲ့ဘယ်ချလောက်မှာပြူစားကူစားဖမ်းထားတဲ့အောက်လန်းစက်တွေရှိလို့ရှိရင်ဖက်ကလေးကိုပေါ့ပြလိုက်မှဆွဲမပေါ့လားဟာဒီစနေသမီးကိုကူစားဖမ်းထားတဲ့အောက်လန်းစက်တွေရှိရင်ဟာဒီဘယ်ချလောက်မှာချုပ်ပြီးတုပ်ပြီးရောက်နေတယ်ငါဆရာအမိတ်ဟာဒီချလောက်မှာအောက်လန်းဇက်တွေမိတ်စာဇက်အောက်လန်းဇက်တွေရှိတယ်ဆိုရင်ဘူးချက်ချင်းကျန်းတဲ့လေးကြီးကတ်ထားပြီးမလို့မရဘူး